ဟုတ်ကဲ့အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်ဒီကနေ့2026နှစ်တစ်မင်္ဂလာကျူစုပွဲအခမ်းအနားမှာကျွန်တော်စကားပြောခွင့်ရတဲ့အတွက်လည်းဒီ ICNCC CLF ပေါ့နော်ဒီ Chin Liberation Fund Committee အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်နောက်ဒီနေ့မနေ့မှာကျွန်တော်တို့အနေနဲ့တော့မနေ့ပိုင်းပေါ့နော်ဒီနေ့မနေ့မှာဒီကျွန်တော်တို့ရဲ့ICNCCCB ကောင်းဆောင်ကြီးများဟိုအားလုံးမဆုံးမပြီးမဲ့ဟိုတော်တော်များများဆုံဆုံလင်းလင်းနဲ့တက်ရောက်လာပြီးတော့အားပေးစကားတွေနောက်တိုက်တွန်းတဲ့စကားတွေနောက်ပြီးတော့ပြီးခဲ့တဲ့ရက်ဒီမှာနှစ်ဒီမှာကုန်လွန်ခဲ့တဲ့ကာလဒီမှာဟိုစွန့်စားပြီးနစ်နာခံခဲ့တဲ့ဂျူစာပန်စာနဲ့တော်လန်ကြီးလွတ်လာတဲ့ဒီအတွေ့အကြုံတွေစင်ခေါ်မှုတွေအခက်ခဲတွေနောက်ပြီးတော့အောင်မြင်မှုလေးတွေပြန်လဲပြီးတော့ review လုပ်ပြီးတော့ကျွန်တော်ပြန်လဲသုံးသပ်တာနားထောင်တာကြားသိတဲ့အခါမှာခွန်အားလည်းရတယ်ဝန်းနေတဲ့အပိုင်းလည်းရှိတာပေါ့နော်ကျွန်တော်တို့ဟိုလူမျိုးနဲ့အတိုင်းပြည်အတွက်အသက်ပေးလို့သွားတဲ့ရဲဘော်တွေအာဇာနည်ရဲဘော်တွေလည်းတရိရတယ်သူတို့ကိုလည်းဤနေရာကနေအလီနေပြုပါတယ်သူတို့လည်းပဲနှစ်တကူခရစ်မတ်မှာသူတို့ဘယ်လိုဆိုတဲ့စကူလီတွေတော့ရှိမိမှာပါတိုးတော်လည်းပဲကျွန်တော်တို့နဲ့အတူကျွန်တော်တို့လူအဲ့ဒီအချိန်ခံကိုသူတို့ကဟိုပါဝင်စင်နွေးခြင်းမရတော့ဘူးပေါ့နော်သူတို့ကဒါပေမဲ့လည်းဒီကနေ့မှာသူတို့ကိုအာကျွန်တော်တို့အနေနဲ့မေ့လို့မရပါဘူးတတိရပါတယ်လေးစားပါတယ်လို့ကျွန်တော်ပြောချက်လိုပါတယ်နောက်ကျွန်တော်အနေနဲ့တော့ကောင်းဆောင်ကြီးတွေကအများကြီးပျော်သွားပြီးပြီစုံစုံလင်လင်နဲ့ပျော်သွားပြီးပြီအာပစ်ကလည်းပျော်သွားပြီးပြီဒါကျွန်တော်စိတ်ထဲမှာရှိတဲ့အားလေးတော့2026ခုနှစ်မှာ2026ခုနှစ်ကိုနှစ်တစ်ကိုနေပြီနှစ်တစ်ကိုတဲ့ကျွန်တော်ဆူတောင်းချက်ကတော့အောင်မြင်မှုတွေပြီးတဲ့ဘုရားသခင်ကိုလည်းရဲ့ကျေးဇူးတော်ကိုကျွန်တော်ချီးမွမ်းနေအောင်မြင်မှုဆိုတာဘုရားသခင်ရဲ့အလုပ်ဘုရားကအမြဲတမ်းကျွန်တော်တို့ရှိမှာပါဝင်နေပါနေတယ်ကျွန်တော်တို့အတူရှိနေတယ်ဘုရားသခင်ကပဲကျွန်တော်တို့ကိုဆောင်ရှောက်တယ်အမြဲတမ်းအောင်မြင်မှုပြည့်တဲ့အတွက်ဘုရားသခင်ရဲ့ကြီးရတော်ကိုကျွန်တော်ချီးမွမ်းပါတယ်လို့ကျွန်တော်ပြောချင်တယ်နောက်ဒုတိယချက်အနေနဲ့ကျွန်တော်တို့မှာဟိုလွန်ခဲ့ပြီးတော့အာလင်္ကာနှစ်အတွေ့အကြုံအရာပေါ့နော်ခက်ခဲနဲ့ကျွန်တော်တို့ဟိုတခုတကယ်ကျူပန်လာခဲ့တဲ့ခေါင်းဆောင်ကြီးတွေရဲ့ကျူစာမှုနောက်အစီအချင်းစီမှုစီယုံရေးအာနော်စီယုံရေးနဲ့ကျွန်တော်တို့ဒီအာဒေါ်လာကြီးမှာဟိုနေဗျူဟာမဟာဗျူဟာပြည့်စုံနဲ့အရေးချင်းစစ်နဲ့တုံးတက်တဲ့ဟိုအာကောင်းဆောင်ကြီးတွေရဲ့လုဆောင်မှုကိုလည်းကျွန်တော်ဝတ်မြောက်ဂုဏ်ယူတယ်မှတ်တမ်းတင်တယ်လို့ကျွန်တော်ပြောကြားလိုပါတယ်ကျွန်တော်တို့အာမျှော်မှန်းတလို့တော့ဟိုမရောက်ရှိနိုင်ဘူးပေါ့နော်အဓိကအားဖြင့်ကျွန်တော်တို့စုတောင်းပြီးတော့ဂရိတစ္ဆာလို့ပြောမယ်ဆိုရင်လည်းမမှားဘူးကျွန်တော်တို့ရဲ့ဒီ2024ခုနှစ်မှာ25နှစ်အတွင်းတီရင်မြို့တင်တိုက်ပွဲရှင်နွေးမယ်တီရင်မြို့တင်ပြလို့ရှိရင်တော့ကျွန်တော်တို့ချင်းပြည်နယ်တပြည်နယ်လုံးကိုဘောနော်စကမကင်းစင်တဲ့ပြည်နယ်ဖြစ်အောင်အရင်ဆုံးဖြစ်အောင်ကျွန်တော်တို့ကြိုးစားမယ်ဆိုတဲ့ ICNCC CB ရဲ့ကြိုးစားမှုကတော့ကျွန်တော်တို့ဇာနှုံးပိမအောင်မြင်တည်ဘူးပေါ့နော်အဲ့လိုမအောင်မြင်တည်တဲ့ကိစ္စကိုလည်းပြန်ပြီးဆန်းစစ်လို့ရှိရင်တော့ကျွန်တော်တို့မှာစီလုံးငင်မှုကဟိုလူအပ်တလောက်နော်မပြည့်ခဲ့ဘူးလို့ကျွန်တော်အနေနဲ့တော့သုံးသပ်ချင်ပါတယ်ဆိုလိုတာက CB တစ်ခုထဲနဲ့
မဟုတ်ဘဲနဲ့ကျွန်တော်တို့ချင်းပြည်နယ်မှာလက်နက်ကင်တော်လှန်တဲ့ဒီတော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးကချင်းပြည်နယ်ကိုဒီစကမလက်ထဲကနေလွတ်မြောက်ဖို့ရောတကယ်အလုံးစုံလွတ်မြောက်ဖို့ရောတကယ်လူချင်းကြတယ်လားအဲ့ဒါလည်းကျွန်တော်မြေခွန်းထုတ်ခြင်းတယ်အဲ့ဒါတကယ်လိုအပ်လို့ရှိရင်တော့ကျွန်တော်တို့ပူးပေါင်းပြီးတော့ဘာလို့မဆောင်ရွက်နိုင်တယ်လဲအဲ့ဒါကင်းစင်မှုနော်ဒီစကားစကင်းစင်မှုဟိုလုတ်ဖို့နေနေတာကျွန်တော်တို့အချင်းချင်းမငြိမ်ငွတ်ပဲနဲ့ချင်းချင်းပတ်တိုက်မှုလေးတွေတောင်ဘက်မှာသွားလိုက်ပတ်တိုက်မှုတွေလုပ်လိုက်ဖန်တီးလိုက်မြို့ဘက်သွားပြီးတော့ပတ်တိုက်မှုတွေဖန်တီးလိုက်အဲ့လိုဟာတွေနဲ့ဆိုလို့ရှိရင်တော့2026မှာလဲကျွန်တော်တို့ဒီစကမကင်းစင်ဖို့ဆိုတဲ့ကျွန်တော်တို့ရဲ့မျှော်မှန်းချက်မှာတော်တော်လေးကိုအနှောင့်အယှက်ဖြစ်မယ်အဲ့ဒါလည်းပဲကျွန်တော်တို့တတိထားဖို့တော့လူလိမ့်မယ်လို့ကျွန်တော်ဟိုစင်ချင်းတတိထားဖို့လဲကျွန်တော်လည်းအကြံပြုချင်တယ်အဲ့လိုမဖြစ်အောင်လဲကျွန်တော်တို့တတိဒုတင်တတိထားပြီးတော့စီယုံရေးနီလာနဲ့တော်လကောင်နောက်စစ်စင်ရေးနဲ့ကျွန်တော်တို့ဒီဒေါ်လာကြီးရွေးစစ်ရေးနဲ့စီယုံရေးနီလာနဲ့စစ်ရေးနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ကတော့အင်မတန်အရေးကြီးလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့ဟို2026မှာကျွန်တော်ခြေလှမ်းမဲ့နေရာမှာအဲ့ဒီဟာလည်းပဲအလေးထားစဉ်းစားတင်တယ်လို့ကျွန်တော်အနေနဲ့တော့ဟိုတင်ပြဆွေးနွေးလိုပါတယ်တိုက်တွန်းလိုပါတယ်နှုတ်မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ဒုံရင်နဲ့26မှာကျွန်တော်တို့ဘယ်လိုခိသွားမလဲစကားစားလေအင်းသားဆိုလာပြီအင်းသားဆိုလာပြီနည်းနည်းနော်ဟိုအင်းအားမဟုတ်ဘူးဟိုတာလုံးနဲ့အင်းအားဝီဟင်းနဲ့အောမီပင်နဲ့အောဒါဘယ်လောက်ထိအားကောင်းကောင်းတန်နဲ့လာတယ်လဲဆိုတဲ့ဟာဒါဒီမှာဒီဒေါ်လာကြီးကောင်းဆောင်တွေကကျွန်တော်တို့ထက်ပိုသိပါတယ်အဲ့ဒီအင်အားကြီးကိုကျွန်တော်တို့ဖြိုခွင်းနိုင်မလဲဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့တားဆီးနိုင်မလဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အသက်ပေါင်းများစွာပြီးတယ်ကိုယ်လည်းအင်ကာဆွတ်လွတ်ပြီးတော့ကျွန်တော်တို့အာကျူစာပန်စာအသက်ပြီးပြီးတော့ဟိုတင်းစီလာတဲ့ကျွန်တော်တို့ရဲ့ control area ကျွန်တော်တို့မြို့တွေကိုဟိုဒီအသက်ပြီးသွားတဲ့လူတွေရဲ့အသက်ပြီးမှုပြီးဆက်မှုနော်ကျွန်တော်ငွေကြီးရောရေဘော်ရဲ့ဖက်ဒီရဲ့နော်စွန့်စားတဲ့နော်စွတ်တမန်ဟိုနော်ဆောင်ရွက်တဲ့ဟာတွေအလဟတာဖြစ်သွားမလားအဖြစ်မခံဘူးကျွန်တော်တို့ကမရရအောင်ကျွန်တော်ကာကွယ်မယ်ဒီဟာလဲဒီကနေ့အထိဖလားမျိုးလဲပြန်လဲတင်းစီဖို့ကြိုးစားနေတယ်ကနေ့အထိဒါဒေါ်လာကြီးရဲ့ဘောစီရန်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကလည်းတော့ဟိုဘောစွတ်စားပြီးတော့သူတို့ဒီဘီဟာနေဘီဟာနဲ့ဟိုဟိုပေါင်းဆက်ပြီးတော့ပြည်သူတွေနဲ့တွန်းလှန်နေတယ်ခုချိန်ထိတော့ဖလန်ကိုပြန်မသိမ်းနိုင်သေးဘူးဖလန်မြို့သိမ်းဆိုတာကျွန်တော်တို့ CB အားလုံး CB ရဲ့ပေါ့အားလုံးတပ်ဖွဲ့အားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့မဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတင်းထားတဲ့မြို့ကိုဒီတိုင်းကျွန်တော်တို့ပြန်ပြီးတော့အတာတကြီးနဲ့တင်းစီလို့ဒီမခံနိုင်ဘူးအဲ့ဒါကြောင့်အသက်ပြီးပြီးတော့ခုချိန်မှာကာကွယ်နေရတယ်အဲ့ဒီကြားထဲမှာဆရာပြည်တော်ထံပြောတယ်လို့ကျွန်တော်တို့ထဲမှာလဲဟာဒေါ်လာမနေနဲ့ကျားတို့ CBD အင်အားနဲ့ရမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်အတာတကြီးအပ်ပြီးတော့ငင်းချမ်းနဲ့ဟိုပေါ့အဆောက်အဦတွေမြို့တွေမပြတ်စီးအောင်ဒုက္ခပြည်သူတွေဒုက္ခမရောက်အောင်အေးစီထားကြပါဆိုတဲ့လူတွေလက်စော့လိုက်ပါဆိုတဲ့စကားတွေပေါ့နော်နောက်ရွေးကောက်ပွဲအေးစီဝင်ပြီးတော့အစိုးရဖွဲ့လိုက်မယ်ဒီတာဖွံ့ဖြိုးရေးလုပ်ရင်ပိုကောင်းမယ်နောက်ဒါကျွန်တော်တို့ soft liner နဲ့ hard liner ရှိဖို့လိုတယ် soft liner နဲ့လည်းကျွန်တော်တို့မြောက်လိုင်းနဲ့ချင်းကပ်မယ်ရှေးရုံးမယ်တိမ်တွန်းမယ်အနုနည်းနဲ့ကျွန်တော် federal ပြီးမှာပဲ federal မပြီးလို့မရတော့ဘူးကိုသူ့မှာလည်း federal ပြီးချင်တယ်ကျွန်တော်တို့ federal လိုချင်လို့ကျွန်တော်တို့တိုက်နေတာပဲအဲ့ဒါကိုညှိနှိုင်းရလမ်းကြောင်းနဲ့ federal ရနိုင်ဘာလို့တိုက်နေတယ်လဲဘာလို့အသက်ပြီးပြီးတော့လုပ်နေတယ်လဲပြည်သူတွေလည်းဒုက္ခရောက်လာပြီ
မိမိနေအိမ်မှာမိမိဒီတာမှာဟိုလုံလုံခြုံခြုံနဲ့ခရစ်မတ်ပွဲတော်တစ်ကိုပွဲတော်တွေရှင်သွဲချင်တော့အဲ့လိုလုပ်မရအောင်မြတ်တို့ရှောက်လုပ်နေတယ်ဆိုတော့ဒီအတိုက်ခံဖြတ်စီးတဲ့ဟာတွေကပြည်သူချစ်တယောင်ယောင်ပြည်သူတနာတယောင်ယောင်နဲ့အဲ့လိုဒီတရားဟောပြီးတော့ဟိုကျွန်တော်တို့ရဲ့ဒီထောက်ပံ့နေတဲ့အားပေးနေတဲ့ပြည်သူတွေကိုတော့နားယောင်တော့အောင်စီယုံတင်သွင်းနေတာတွေလည်းရှိတယ်အဲ့ဒီဟာတွေလည်းကျွန်တော်တို့တိုက်ဖြတ်ဖို့လိုတယ်မြို့အတိအမှာအခုကျွန်တော်တို့ထိုးတစ်ဖြစ်ချင်းပြင်းတဲ့မြို့ပိုင်းပေါ့နော်ဒီတိရင်ဖလန်ဟာခါထန်ဒလန်နေရီမှာအဲ့ဟာတွေလည်းရှိတယ်အဲ့ဒါကြောင့်ဒီဟာလေးတွေလည်းကျွန်တော်တို့ဒီကနေ့မှာတက်ရောက်လာတဲ့ဒီကောင်းဆောင်ကြီးမြတ်နဲ့တကွပြည်သူတွေဒီဒီ online မှာZoom platform နဲ့တက်ရောက်လာတဲ့ဒီပြည်သူတွေအားလုံး online မှာတက်ရောက်နားထောင်နေတဲ့ပြည်သူအားလုံးအဲ့ဒီဟာတွေလည်းကျွန်တော်တတိထားဖို့လိုတယ်ဒါတော်လှန်ဖို့ဆိုတာလက်နဲ့တော်လှန်တာရှိတယ်လို့စိတ်ဓာတ်နဲ့ကျွန်တော်တို့တော်လှန်ဖို့လည်းရှိတယ်နောက်ပြီးတော့ဟိုစီရန်မှာရဲဝဲနဲ့အတက်မမျောပဲနဲ့တိုက်တဲ့လူရှိတယ်လို့ကျွန်တော်တို့လည်းစစ်ပြီးဆောင်နေနဲ့နေရတယ်ဘာလို့နေရတယ်လဲကျွန်တော်တော်လှန်လို့တော်လှန်ခြင်းလို့နေတာမီးအွန်လိုင်းရဲ့လက်ထဲမှာကျွန်တော်တို့မနေချင်ဘူးအဲ့ဒီအဇစ်အာဝါတောက်ကျွန်တော်မခံချင်ဘူးခံလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒုက္ခခံမယ်စစ်ပြီးဆောင်မယ်တော်တဲ့တောင်ထဲမှာကျွန်တော်တို့ငတ်တယ်လက်ပြတ်တယ်လက်နဲ့ကျွန်တော်တို့ကနေနိုင်တယ်အဲ့ဒီနေရတာလည်းပဲတော်လှန်နေရတာပဲတော်လှန်ရမယ်အဲ့လိုနေရတာကျွန်တော်တို့တော်လှန်ကြီးကိုရှင်နှွှဲနေတာပဲတနေ့တလားနဲ့စစ်တပ်ကြီးရနဲ့ကျွန်တော်တို့တော်လှန်တယ် online ပေါ်ကျွန်တော်တို့အော်နေတယ်ကျွန်တော်ပြောနေတယ်ဆိုတာလဲကျွန်တော်တော်လှန်ကြီးအတွက်ကျွန်တော်တို့လုပ်နေတာကျွန်တော်ပြင်းလို့ငင်းငွေလို့အော်နေတာမဟုတ်ဘူးကျွန်တော်ရန်ပုံငွေရှားနေတယ်ဆိုတာလည်းပဲပြည်သူတွေရဲ့အခက်အခဲကိုကျွန်တော်တို့နားလည်ပါတယ်ပြည်သူတွေကပြောတယ်ကျွန်တော် online ပေါ်နေမိခွန်းထုတ်တယ်ဘာလို့ခဏခဏဒီငွေကြီးပဲရှာတာလဲငါတို့ online ဖွင့်တိုင်းပတ်စံကြီးပဲတောင်းနေတယ်ဆိုတဲ့ဟာတွေလည်းအရှိတယ်ဒါတွေလည်းပဲဟုတ်ပါတယ်လို့မှန်ပါတယ်လို့အဲ့လိုပြောတဲ့လူတွေလည်းမမှားပါဘူးလို့တခါတည်းမဟုတ်ဘူးကျွန်တော်တို့ LCF ပေါ့နော် CLF Chin Liberation Fund Committee ICNCC နဲ့ဆိုရင်စနေနေ့တိုင်းကျွန်တော်တို့ online ကနေអော်တယ်ကျွန်တော်တို့များနည်းနည်းရတဲ့ခါရှိတယ်များရတဲ့ခါရှိတယ်ကျွန်တော်ရတဲ့မြတ်ဒီဒေါ်လာကြီးအတွက်ပဲစစ်အတုံးစရိတ်အတွက်ပဲ ICNCC ရုံးကိစ္စဒီကိစ္စတွေတခြားကိစ္စတွေဘာမှကျွန်တော်တို့ထည့်စဉ်းစားတာမဟုတ်ဘူးတရားရလို့ဆို70%နာဒေါ်လာကြီးအတွက်ပဲစစ်ကြီးအတွက်ပဲကျွန်တော်တို့မူချထားတာရှိတယ်အဲ့လိုနည်းနဲ့လဲကျွန်တော်တို့ကဒေါ်လာကြီးထက်မှာပါဝင်နေတာစီရန်မရောက်နိုင်ပြီမဲ့ဒါဒီလိုနည်းလာနဲ့ပဲကျွန်တော်ဒေါ်လာကြီးလုံနေတာဖြစ်တယ်အဲ့ဒါကြောင့်ဒုက္ခတဲ့တွေစခန်းတွေကျွန်တော်အများကြီးတွားတယ်အများကြီးရောက်ခဲ့တယ်အဲ့လိုကျွန်တော်အားပေးတယ်ငါတို့ဒုက္ခရောက်နေတယ်တည်တယ်တောတဲ့တောင်ထဲမှာမြောင်းပြီးမှာချောင်းပြီးမှာချင်းကြိုက်တယ်မူးရွာတယ်အဲ့မှာမြို့ဒုက္ခရောက်တဲ့လူတွေလည်းကျွန်တော်ပြီးပြောပါတယ်ခုတော်လှန်ကြီးလုပ်နေတာပါနော်မိဘပြည်သူတွေခက်ခဲတာကျွန်တော်သိတယ်အခက်ခဲကိုကျွန်တော်တို့ကဒီဟိုခံစားရခြင်းအဖြစ်ကျွန်တော်တို့တော်လှန်နေတာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒါလေးကိုနားလည်ပြီးပါဘယ်လိုနဲ့မှဟိုပေါ့နော်စိတ်တမကြပါနဲ့အမြန်ဆုံးကျွန်တော်တို့ဟိုပြည်သူလူထုမျှော်လင့်နေတဲ့ဒီဟိုအေးချမ်းတဲ့စစ်ခွေကင်းစင်းတဲ့အေးချမ်းတဲ့နော်ကျွန်တော်တို့ချင်းပြနေဖြစ်အောင်အမြန်ဆုံးကျွန်တော်တို့ဟိုဘောအောင်မြင်မှုကိုရယူပြီးမှာပါကျွန်တော်တို့စူးစမ်းနေပါတယ်ဆိုပြီးတော့ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာကျွန်တော်အပိစကပြောပါတယ်အဲ့ဒါကြောင့်ဒီမနေ့မှာအထူးဆုတောင်းလို့လားအခုခရစ်စမတ်နဲ့နှစ်တကူကာလနော်စိတ်ရောကိုရောပျော်ရွှင်ပြီးတော့ဝန်တန်နေရတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒီလူမျိုးမနေနိုင်ပေမဲ့လည်းကျွန်တော်တို့တော်လှန်နေရတာကိုကျွန်တော်တို့ကြည်နပ်ဝန်မြောက်စွာနဲ့ကျွန်တော်တို့ခံယူပြီးတော့မိမိမြို့မိမိဒီတာမှာကျွန်တော်တို့2026ကုန်29အဝင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မိမိမြို့မိမိဒီတာမိမိဇာတ်ရွာမိမိနေအိမ်မှာကျွ
ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်နဲ့အေးချမ်းချမ်းနွေးနွေးထွေးထွေးနဲ့ကျွန်တော်တို့ပျော်ရွှင်နိုင်ကြပါစေလို့ကျွန်တော်တို့ဆုတောင်းရအောင်ဘုရားသခင်ကယေရှုခရစ်တော်မွေးဖွားလာတယ်ဆိုတာလောကမှာငြိမ်းချမ်းဖို့အိုက်ဖို့ငြိမ်ညက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုကျွန်တော်တို့ဒီရည်မှန်းပြီးတော့အဲ့ဒီအတွက်ကျွန်တော်တို့ခရစ်တော်မွေးဖွားလာတယ်ကျွန်တော်တို့ ICNCCCB မှာလဲကျွန်တော်တို့ငြိမ်ညွတ်မှုရအောင်နော်ဖျားသခင်နဲ့ကြည်ယူတော့ကိုပြန်လဲရည်တွက်ပြီးတော့ကျွန်တော်တို့စီလုံးမှုစီအောင်ငြိမ်ညွတ်မှုစီအောင်မငြိမ်ညွတ်နိုင်တဲ့အဖွဲ့အစည်းများကိုလည်းစိတ်စီလက်စီနဲ့နှိမ်ချတဲ့အသက်တာနဲ့တေးခံခွန့်လွှတ်နိုင်တဲ့စိတ်ဓာတ်နဲ့စီယုံပြီးတော့ICNCC ဥက္ကဋ္ဌကြီးကျွန်တော်တို့မင်းကြားသွားတယ်လို့ကျွန်တော်တို့မဝန်တည်တဲ့မပါဝင်နိုင်တဲ့အဖွဲ့အစည်းတွေကိုတဘောထားဖြူစင်စွာနဲ့ချင်းလူမျိုးတလုံးတဝအထက်ဖြစ်ဖို့အရေးကိုအဓိကထားပြီးတော့ကျန်တဲ့နာကျင်ချက်တွေနော်ခံစားချက်တွေမကျေနပ်မှုတွေအလုံးကိုနောက်ကျောခိုင်းပြီးတော့စစ်ဆက်ပြီးပူပေါင်းနိုင်ဖို့လဲကျွန်တော်တို့ဒီသဘောထားဒီခံယူချက်နဲ့ဆက်လက်ပြီးတော့2026ခုနှစ်ကိုခြေလှမ်းကြရအောင်ဘုရားရှင်မှာလည်းအတူတကွဆုတောင်းပတ္ထနာပြုကြရအောင်လို့မေတ္တာရခံခြင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်